ဘယ်လောက်ထိအရင်ငဲ့နေလဲဆိုရင်ဒီကောင်လေသူ့လက်ထဲကိုတနက်ပြောင်းလဲချိန်တော့မသိဘူးတိလားဘာဖြစ်လို့လက်နဲ့ဝင်ကန်နေလဲလို့မေးတော့ तू ကပါပြောဆိုတော့အဲ့ပြန်ဖို့လမ်းစိမ်းမရှိလို့တဲ့လက်နဲ့ဝင်ကန်နေတာတဲ့ဟုတ်ကဲ့အဲ့တော့ညီလောက်ပါဦးမိတ်ဆက်ပေးပါဦးဟုတ်ကဲ့ကျွန်တော်ဒူရကဒီတဝဲမျိုးသားလုံးမြတ်တက်တော့ဒူရကစစ်ကြောင်းမူရဲဘော်ဖာကြီးပါနေပါဦးဒါနဲ့ဟိုညီနာမည်ကဘယ်သူဖာကြီးလို့ခေါ်တယ်ဖာကြီးဘာလို့အဲ့နာမည်ပေးတာလို့သူများလေးခေါ်ကြတော်လိုင်းထဲမှာခေါ်တာအဲ့ဘာလို့ပေးတာလဲသူတော်လိုင်းထဲမှာအဲ့လိုမျိုးပဲပြေးသွားတာတော်လိုင်းနာမည်ပေါ့ဟုတ်ကဲ့အဲ့လောက်ပါညိုးစီကဟိုကိုတစ်ခေါက်လေအရင်တစ်ခေါက်ကအဲ့ဒီ video reaction video လေးလည်းလုပ်ဖြစ်တယ်ကွာဒီလားအဲ့ဒါဟိုပါလေဟိုမှာခွေးဆိုပြီးတော့ဆော်တာသိရမလားဖုံဆိုအဲ့ဒါလည်းညိုးစစ်ကြောင်းပဲဟုတ်လားဟုတ်ကဲ့ကျွန်တော်စစ်ကြောင်းမှာရွှေကူတရာကိတ်လေစေကိတ်ဟုတ်လားမနေ့ကလည်းတပွဲနော်ဟိုဟာတပွဲဟိုဟာလာတဲ့ကောင်နေဟဲ့လားဈေးဝယ်လာတဲ့ကောင်နေဟုတ်ကဲ့ဈေးလောက်ဝယ်တဲ့ကောင်လောက်ပါအဲ့ဥစ္စာလေးဈေးရသူကဈေးရဗျဆိုင်မှာသွားမှုဝယ်ဘူးအဲ့လိုမျိုး तू ကအရင်တော့အဲ့ဒီကြောင်းထဲမှာနေတယ်အဲ့ကောင်တွေကအဲ့ဒီဖုန်းကြောင်းထဲမှာနေတဲ့ချိန်ကျ तू ကဘယ်လိုဖြစ်လို့လဲမသိဘူးဖုန်းကြီးက तू ကလက်မခံဘူး तू ကအရက်ပေါက်ပါတော့ပြီးတော့သူတို့နေကြတဲ့ချိန်ကျတော့ဖုန်းကြီးကမောင်းထုတ်လိုက်တယ်သူတို့အော်တော့သူတို့ကအဲ့ဒီကြောင်းကနေထွက်ပြီးတော့ဟိုဘက်ကြောင်းနဲ့နည်းနည်းလှမ်းလေးကဟိုဟာ GDC ကြောင်းဝင်ထဲမှာတော့နေတယ်သူတို့အဲ့ဒီမှာနေတာဒါပဲဗျဟိုသူတို့ကဈေးဆိုလဲဆိုင်ကြီးကိုသူတို့မသွားရဲဘူးလေပြောရဆိုင်ကိုမသွားရဲဘူးဖြစ်အဲ့ဒါသူတို့ကဆိုင်ရပွားကြီးကိုဖုန်းဆက်မှာတယ်အဲ့လိုမျိုးအရက်တွေပါလေသူတို့မှာကြမှာဖွာရသူစောရချက်ကြလဲ तू ကသူဈေးချင်းလေးကိုလာချပေးရတယ်သူတို့စောရချက်ကြလို့ပေါက်နေရတော့နေ့တိုင်းလို့မှာတယ်တရက်အဲ့ဒီနေ့ကျမှ3កောက်ပဲပုံမှန်ဆိုရင်5កောက်10កောက်အဲ့လိုလာတယ်ပူပါပါတယ်ပြောတယ်လာယူတာကျွန်တော်ကတည်းကရတာလေအဲ့တော့တည်းရတာတော့ကျွန်တော်တို့အဲ့အစားတော်တော်လေးတော့ကြာပြီဗျတည်းရတာဒါပေမဲ့ထော့တာပြီးတော့သူတို့ယူရဲအောင်ဆိုပြီးတော့ကျွန်တော်လက်ကတောင်းသွားလောက်လာတယ်လက်ကတာပြန်တဲ့ချိန်ကျမှဆိုတာဟုတ်ဘယ်လောက်ထိအရင်ငဲ့နေလဲဆိုရင်ဒီကောင်လေသူ့လက်ထဲကိုတနက်ပြောင်းလဲချိန်တော့မသိဘူးတိလားသူအစီအရက်ပလေးပဲသူဘာပြီးတော့ဖြစ်နေတာစိတ်ရောက်နေတာပေါ့အရှိအကောင်အဲ့လိုနောက်ပြီးတော့နောက်တစ်ချက်ပြသူကဘယ်လိုလဲဆိုတော့အရှိအကောင်ကသူအရှိနဲ့နောက်နဲ့နည်းနည်းတော့တန်းတယ်သူပဲလာတယ်အဲ့ဒီအရှိအကောင်ရေးချေတာဒါမှအရှိအကောင်ကသူလဲပါတယ်နောက်2ယောက်ထပ်မြင်လိုက်တယ်ထပ်မြင်လာတော့အဲ့ဒီပေါက်သေးသေးလေးကိုဗျာသူတို့က2ယောက်ရှင်းပြီးတော့ဝင်လာတယောက်နောက်မို့ရောသူတို့အဲ့လိုမျိုးရှင်းပြီးတော့ဝင်လာဗျာသူကအဲ့ဒီပါဘယ်လောက်ငါပြက်နေလဲအတင်းတိုးတာပေါ့အပေါက်သေးသေးလေးကိုအတင်းတိုးတာလေ2ယောက်နောက်မို့ထပ်နေလို့ရှိရင်ဗျာအရှိနောက်ဆိုရင်ပြရတာကျွန်တော်တို့လည်းခင်းရင်းသေးတယ်ဗျာထပ်နေတဲ့ချိန်ကျတော့ပုံပြင်းပြပါနှကောင်လုံးတစ်ခါလည်းပြီးရတော့အဲ့ဒါအဲ့လိုပြီးရင်ညို့အဖွဲ့တွေအဲ့ဟိုတင်တန်းမှာဘလို့တွေတင်တာလဲပေါ့နော်ဘာလို့လဲဆိုတော့ညို့အဖွဲ့တွေပြစ်လိုက်လုံးဝလက်ကစောင်းရမ်းပြောင်းတယ်ကွာဒီကဟိုပထမတပွဲတော့မြင်ရတော့လည်းအဲ့လိုပဲခဏလေးပဲမြင်လိုက်တယ်ပေါ့နော်ဖုံဆိုဆော်လိုက်မှောက်သွားတန်းပြီးတော့အခုဆိုလည်းအဲ့တိုင်းပဲဒါခဏပဲတွေ့ရတယ်ဒါပြစ်ကွင်းလဲကျင်းတယ်ပေါ့နော်အဲ့ကြားထဲမှာရအောင်ပြစ်နေတကယ်ကြည့်ကျူးတယ်ပါဗျာအဲ့တော့တင်တန်းမှာတင်လာလို့အဲ့လိုမျိုးတော့မဟုတ်ပါဘူးတကယ်ကဘယ်လိုပြောမလဲဗျာတွေ့ကြုံနေတယ်ခံစားချက်တွေပေါ့ဟုတ်ကဲ့တွေ့ကြုံလဲကြည့်တယ်တော့ဒီကောင်လေးတောက်တော့တဲ့ဘယ်လိုပြောမလဲသူတို့ရုပ်မှမှုတွေလည်းရှိတာပေါ့ဗျာအဲ့လိုမျိုးနဲ့ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ဗျာခြေကိုလည်းကျွန်တော်ဆောက်တယ်ဒီကောင်လေးသူတို့လောက်ရပြီးရောဗျာနောက်မို့သူတို့လောက်ရပြီးရောအဲ့လိုမျိုးဟုတ်တယ်အဲ့လိုဖြစ်ဒီကောင်လေးကအားရုပ်မှတာအခုဆိုရင်အဲ့ဒီနာရွာအခုလက်ရှိပေါ့သူတို့နေတဲ့အဲ့ဒီစီဒီဖယားနာရွာတရွာရှိတယ်ဗျာအဲ့ဒီရွာမှာဆိုအိမ်ခြေက1000ကျော်လောက်ရှိတယ်ဗျာအဲ့1000ကျော်လောက်ရှိတယ်ဘာမှဆိုင်တဲ့ဟာတော့အဲ့ဒါဟိုပါပေါ့အမတ300နှစ်အမြောက်တက်ရှိတယ်အဲ့ဒီမှာနောက်ဖယားမစစ်စင်ကြီးရှိတယ်ပေါ့အဲ့ဒီကြားထဲကရွာဗျာတရွာတဲ့ဒီအမတ်ရှိပြီးတော့လမ်းမရတလန်းလုံးမှာအဲ့တရွာတဲ့ဆစ်ရှောင်နေရတယ်ဗျာတရွာလုံးတယောက်မှနေလို့မရဘူးဗျာအဲ့ဟာလီကွေစစ်စေးကိဆိုတာအဲ့ဒီရွာပဲသူကဘယ်လိုပြောမလဲတရွာလုံးကိုတယောက်မှနေမရဘူးဗျာဒီတိုင်းပဲပြီးစစ်ရှောင်တရွာလုံးရှောင်နောက်ပြီးတော့
ဒီကောင်တွေကဆက်ရခက်မသိမီးရှို့တယ်ဗျအဲ့ရွာမှာတဲ့လားမီးရှို့တယ်ပြီးလို့ရှိရင် तू ကအဲ့တကားတွေဘာတွေကစဖြုတ်ရောင်းတယ်ဗျာဟိုကလားတွေပေါင်းပြီးတော့လေအဲ့ခွေးတွေကဘယ်တော့ရောက်မှလဲဆိုလေတစ်တွေတကားတွေအကုန်လုံးဖြုတ်ရောင်းတာအဲ့လိုမျိုးတမိုးရှိတာအကုန်ယူတာပေါ့အဲ့ရွာလူတွေဟုတ်ကဲ့ရှိတာအကုန်ယူတယ်အဲ့ရွာလူတွေကကျတော့အခုဘယ်လိုပြောစာသင်ကျောင်းစစ်ဆောင်နေရမှာဟုတ်ဗျာစစ်ဆောင်မှာနေရတယ်ဆိုတော့သူတို့မြင်ရတဲ့ချိန်တွေကျွန်တော်ဟိုဘယ်လိုပြောကိုယ်တွေသူတို့မြင်လိုက်တော့အိမ်ရှိနေဗျာဘယ်လိုပြောမလဲအဲ့လိုမျိုးနေရတယ်ဆိုတော့တိတ်စိတ်မပြေဘူးဗျာဒီကောင်ကြသူတို့လည်းဘာမှလောက်တာလည်းမဟုတ်ပဲလေအဲ့ဒါကြောင့်ဒီကအခုဟာလီကွေးမှာလည်းချီတယ်သူတို့နီနီလေးရအဲ့ဒီဟာလီကွေးရ GTC ရအဲ့ဒီဖျားမစစ်စေးကဲရဆိုမိတာဘလောက်မကွာဘူးနီနီလေးဒီကောင်လေးကကျွန်တော်တို့အခုအဲ့ဒီဖုန်းကြောင်းနဲ့ဖုန်းကြောင်းဝင်းထဲမှာကျွန်တော်ပြေးလာတာလားသူ့ရဲ့အနောက်ကဂိတ်ရှိတယ်ဗျာနီနီလေးပြောတာအော်တော့ကြားနေတယ်အဲ့ဒီဖျားမစစ်စေးကဲဒီကောင်လေးကအဲ့လောက်ကြည့်ပြေးရောသူ့ပြေးသူ့ခံဩလာမကူဒီကောင်လေးမကူသူခံတော့ဒီကောင်ကတော့မသိဘူးငါလည်းအဲ့လိုမျိုးပုံစံဖြစ်ပါရဲ့အကောင်ကြီးအဲ့လိုဟာဒီကောင်ကြီးတော်တော်ကိုယုံပါနေအချင်းချင်းကိုယုံပါနေရပါရောက်ပါတယ်အခုမြင်တဲ့တိုင်းမှာဗျာဟိုကကျွန်တော်တကားဝါမှာဆိုရင်တွေ့လိုက်ဟိုတဲလေးရှိတယ်ဟာလားမြင်နေရအဲ့ဒါသူ့ဂိတ်လေဩသူ့ဂိတ်လေဩမီတာဘလားတရားလာမဝေးဘူးမီတာနည်းနည်းလေးရဲ့အဲ့ဒါတော့သူတို့ကဝိုင်းလည်းမကူခံပဲလောက်ပါဒီမှတ်မှတ်ရအောင်ပွဲတွေအကြောင်းမမရအောင်ပွဲဆိုတော့အဲ့ဒီအကြီးဟိုဟာဆိုတော့ဗျာကျွန်တော်တို့ဒီဘယ်လိုပြောမလဲတော်လိုင်းကလာဒီစစ်ကြောက်ကလာမှာအကြီးဆိုလို့ဟိုရွှေကူတပွဲတော့ရှိတယ်ဗျာရွှေကူတပွဲတော့ရှိတယ်အဲ့ရွှေကူကကြတော့သူတို့ကဟိုဘက်ရှိဟိုဘက်သူရဲ့ဂိတ်ပါဆိုတရားဂိတ်တွေဒီကောင်ဟိုမှာဆိုတရားအရှိမှာဆိုတရားအရင်ကလက်နက်ကိုက်ဖွဲ့တွေရှိတယ်အဲ့နောက်မှာလက်နက်ကိုက်တော်လိုင်းဖွဲ့တွေရှိတယ်ဗျာပပြစ်တာတော့ရှိတယ်ဒါမှဘယ်လိုပြောမလဲထိနာပြီးပြန်လာသူတို့ပြစ်ပြီးတော့ဆောက်ရတာလည်းပဲရှိတယ်ဗျာတရားရဲ့ဟိုဘက်ချက်ပြင်းနေတယ်သူတို့လေဒီကောင်တွေကကြာအခုကဘယ်လိုလောက်တာလဲဆိုတော့ညီလေးဒီမှာဟုတ်ကဲ့ဒီမှာဂိတ်ရဲ့သူကဂိတ်စစ်စစ်ဂိတ်ရဲ့အပေါ်မှာဖျားကုန်သူတို့ကဂိတ်ကိုတက်ကွင်းလောက်တာလေဂိတ်ကိုတက်ကွင်းလောက်တာလေဟုတ်ကဲ့သူကအဲ့ဒီဟိုကကျွန်တော်တို့နောက်ဆုံးတွေ့နေဖျားကုန်ရဲ့ဟိုသိရသူကအဲ့ဒီကနေပြန်ထောက်ချမှာပေါ့နော်တကယ်လို့ဝင်ဒီဂိတ်ပဲဝင်လုံးဗျာဖျားကုန်းကိုသူတို့အာရုံမထားဘူးအဲ့တော့ဖျားကုန်းနဲ့မဆိုင်ဘူးဆိုပြီးတော့ဂိတ်ကိုသူကအမှတ်ကန်လောက်တာအဲ့ဒါကိုဂိတ်ရောက်လာတယ်သူကအပေါ်ဆုပ်ပြီးတော့ဖျားကုန်းကနေပြီးတော့တခါလဲတက်ကွင်းသူတို့လောက်တာလို့ပုံစံအဲ့ဒါကျွန်တော်နှစ်ပေါက်ဝင်သွားတယ်ဗျာအဲ့ဒီမှာဂိတ်ကိုရောဖျားကုန်းကိုရောကျွန်တော်နှစ်ပေါက်ဟိုဖော်ကိုင်းနဲ့တခါလဲတန်းဝင်တာကျွန်တော်ဖော်ကိုင်းနဲ့လေဖော်ကိုင်းနဲ့တန်းဝင်တာနှစ်ခါတော့ဟိုမောဝတိဝင်တယ်ဗျာဖျားကုန်းဆိုလဲမောဝတိဝင်တယ်အဲ့ဒီဂိတ်ဆိုလဲဂိတ်နာတိဝင်တယ်ဝင်ပြီးတော့အကာဘာရပြည့်နေထင်တဲ့တိုင်ပဲသူတို့ပြေးတယ်ဗျာဂိတ်ကောင်းနေတယ်ဂိတ်ကောင်းနေတာပြေးရောဂိတ်မှာကိုယ်မရှိတော့ဝင်မရှိတော့ကျွန်တော်လည်းမတိုးခိုင်းလို့သူတို့နားနာခိုင်းတယ်အပေါ်ကကြည်ထားလို့မှီနေတယ်လေသူတို့မြင်နေရတယ်ဆိုတော့လေအမအပေါ်ကတက်ကထတ်တူတော့သူတို့အဲ့သိနေရပါတာအဲ့သိနေရပါတာအဲ့သိနေရပါသူဖက်ပါမရှိတော့လေဖက်ပါအကုန်လုံးအဲ့ထက်မှပိတ်နေတာပိတ်တဲ့ချိန်ကျမှကျွန်တော်အော်ကဲကိုရပါလေရပါပြီးတော့အပေါ်မှာကျတော့ဘလုံးမထွက်ဘူးဗျာဒီကောင်တွေကလေတော်တော်ကြာပြီအဲ့ဒါကိုသူတို့ပြောနေတာလက်နဲ့ချဖို့ပြောနေတာမထွက်ဘူးအဲ့ဒီမှာဘူတရားပါတော့ရခံဘူလားမသိဘူးအဲ့ဒါရခံဘူလားမသိဘူးသူကအဘူကမချခိုင်းဘူးလေမချတယ်ဆိုပြီးတော့အကုန်လုံးကပိတ်မိနေတယ်ဒါပေမဲ့စကူလည်းမလာနိုင်တော့ဘူးအဲ့တော့ချပါလက်နဲ့ချပါမချဘူးအဲ့ဒီလိုမျိုးပြောနေနေတဲ့အဖိုးကြီးအခုနပြောမျိုးလက်ပြပုံထွက်ပြတဲ့ဖိုးကြီးအဖိုးကြီးလည်းဘလို့လဲဆိုကျွန်တော်လည်းမစင်းသားတက်ဘူးဗျာတဲ့လားဘေးမှာပတ်လက်ဝိုင်းတာဟာသူကအရှိရွယ်ကြည့်တယ်ဘေးလိုသူမကြည့်ဘူးဗျာအရှိမှလည်းအရက်ကိုလည်းရှိတယ်အရှိမှလည်းရှိတယ်ဒါအဲ့ဒါသူကလက်ပြပုံထွက်ပြသူရဲ့လက်ပြပုံမကွဲဘူးဗျာအမကန်းတာဒီထွက်ပြပြန်ဝင်ပြေးလာတော့အဲ့ဒါလက်နဲ့ချတဲ့ချိန်မှာကျွန်တော်မေးကြည့်တော့အဲ့ဒီကျန်တဲ့ဟိုဟာတွေကစစ်သားတွေကပြောတယ်တဲ့ဘာမပြင်းနဲ့ပေါ့ပတ်လက်ကိုသူတို့တွေဝိုင်းလာပြီပေါ့အင်အားများတယ်ပေါ့နော်ပြေပဲပြောတယ်တဲ့အဲ့ဒါဟိုလည်းမပြောလို့မရဘူးလေသူကသူဘာကောက်ထင်းတယ်လည်းမသိဘူးလေထွက်ပြေးပြေရောတယ်ခွေးရောတယ်အဲ့တကွက်ကတော်တော်ကြိုက်တာ
မြင်လိုက်ပြီးတော့လေလက်ပြပေါ်ပြစ်ပြီးတော့ပြေးလာတဲ့ဟာလေဟုတ်ကဲ့အဲ့ဒီကေကိုကျွန်တော်တို့က3ခါလောက်ကြာရတယ်ဗျဩသိရတယ်လေဩပထမတစ်ခါအဲ့တော့ကသူတို့သိလဲမိုးချုပ်ရတယ်ကျွန်တော်တို့ဆဆဝင်တဲ့ချိန်ကျတော့သူကတနာကြီးနေ့လက်ပိုင်းသူတို့လက်နဲ့ချတဲ့ချိန်ဆို6နာရီလောက်ဖြစ်ပါဗျာအေးလို့မောင်းနေပြီနော်ပစ္စည်းလက်နဲ့ပါဟုတ်ကဲ့ပစ္စည်းလက်နဲ့ပါလေကောက်ပြီးတဲ့ချိန်ကျတော့သူ့ကိုကျွန်တော်ခေါ်သွားတယ်ဗျကျွန်တော်နေရာခေါ်သွားတယ်အခေါ်လို့ရှင်းပြီးပြီစိန်ပြောင်းတစ်ပြောင်းကြံခဲ့တယ်လေအဲ့ဒီမှာကျောက်ညမေးတော့စိန်ပြောင်းဟာဒီကန်နားမှာတဲ့အဲ့မှာရေကန်နားမှာပေါ့အပြင်မှာဖြစ်နေညဘက်ဆိုတော့ဘူးကလိုက်ရှောက်လို့လည်းမရတော့တစ်ခေါက်ပြန်သွားတယ်စိန်ပြောင်းတော့ယူအဲ့စိန်ပြောင်းမွေးမှာကိုလေးတက်ကောင်သေးနေတယ်အဲ့ဒီစိန်ပြောင်းတစ်ပြောင်းယူလာတယ်ယူပြီးတော့စိန်ပြောင်းရောက်လာပြီးတော့ကျွန်တော်တတိရတယ်ဒုံးဝင်လုံးမပေါက်ဆိုတော့ဂျမ်ပါဘုမတားတာလဲဆိုတော့ဂျမ်ပါလဲသူကဖះကုန်းပေါ်မှာတင်တာနောက်တစ်ခါတက်ဝင်ပြန်ဂျမ်ပါအဲ့ဒါကိုစစ်ကူကရောက်လာတယ်မလာဘူးမဝင်ရဲဘူးဗျာအဲ့ဒီနေရာကိုလေအနီးနားမှာရှိနေတယ်သူကမဝင်ရဲမနဲ့လင်းမှသူဝင်တယ်အဲ့ဒါဆိုညဘက်ချက်တော့ကွာလို့ရတယ်ပေါ့အဲ့တော့တော့ကောင်းကြပါလေအဲ့ဒီ second တော့ပေးရတယ်ဂျမ်ပါတစ်ခါလဲစေဒါအကုန်ရခဲ့တယ်ပေါ့ဟုတ်ကဲ့အကုန်ရခဲ့တယ်အဲ့ဒီတော့ကတော့တော်တော်ကြာတယ်နော်တိုက်ပွဲရညဘက်တည်းရောက်သွားကြာတယ်ညဘက်တည်းရောက်သွားတယ်အဲ့ချိန်မှာပူထီမကျွန်တော်တို့ဟိုလက်ပြပုံပြစ်တက်လိုက်တဲ့ချိန်မှာလက်ပြပုံပြစ်တက်လိုက်တာအဲ့ပူကပြီးရောပူပြီးမှကျန်တဲ့ကောင်တွေလက်နဲ့ချတာဩအဲ့ဒါမရတဲ့ကောင်အဲ့ဒီမှာလေစစ်သားမဟုတ်ဘူးဗျာ तू ကအလောက်သမားအလောက်သမားအဲ့ဒါဘာဖြစ်လို့လက်နဲ့ဝင်ကန်နေလဲလို့ပြောတော့ तू ကပါပြောဆိုတာအဲ့ပြန်ဖို့လမ်းစိမ်းမရှိလို့တဲ့လက်နဲ့ဝင်ကန်နေတာတဲ့အော်ဒီကောင်နေအဲ့လိုမျိုးလူတွေပါဆွဲခေါ်ထားတာပေါ့ခေါ်ရတယ်အဲ့ဒါအဲ့ပြန်ဖို့လမ်းစိမ်းမရှိလို့လက်နဲ့ဝင်ကန်နေတာတဲ့ဒုက္ခရှိပြီပြောတယ်ဒုက္ခပဲနောက်တစ်ချက်ရှိတယ်ဟိုမှာနောက်တစ်ချက်ကျတော့အဲ့ဒါဘယ်လိုပြောမလဲကျွန်တော်တို့ဗျာမြို့တယ်ဝင်တာကျွန်တော်စစ်ကြောင်းပဲသူကစစ်ကြောင်းပဲမြို့တယ်ဝင်တာလေကွင်းရဲ့အောက်မှာဗျာဟိုမှာကိုတခါတွေ့ရမှာ3ဘိန်းပေါ်မှာပါလာတဲ့ခွေလေးအမှလေ3ဘိန်းပေါ်မှာပါအဲ့ဒါကျွန်တော်ညကတည်းကနေတကယ်ကျတော့မြို့တယ်မှာကင်းလှဲတဲ့ခွေကိုသွားဆောက်တာကျွန်တော်တို့ကညတညလုံးနဲ့အိပ်ပြီးရပြီအဲ့ဒီမှာတညလုံးနဲ့အိပ်ပြီးရပြီဆိုကြတော့မိုးလင်းဟိုအဖြစ်ရပြီဘယ်လောက်ရှိပြီ7နာရီ7နာရီလောက်တော့ရှိတော့မှာဗျာအဲ့လိုမျိုးတော့ဖြစ်တော့မှာအဲ့ဒါဘသူကတော့ပြောလိုက်တယ်မသိအဲ့ဒီနေရာကျွန်တော်တို့နေတဲ့နေရာနဲ့ခွေးနဲ့ဆိုနီးလေးရဲ့သူကအဲ့တော့3ဘိတ်တစ်စီးလို့ဒီကောင်တွေက3ဘိတ်တစ်စီးကိုဆွဲပြီးတော့လေသူတို့ကမထင်တော့ဘူးဗျာကျွန်တော်တို့ရတယ်ဆိုတာမထင်မယုံဘူးပေါ့သူများလာပြောလို့ချိန်ကြတော့သူရဲ့အထက်ရရှိရလှော့တယ်ဖြစ်မှာတော့ကြည့်ကန်တယ်အဲ့တော့3ဘိတ်နဲ့လာတာ3ဘိတ်နဲ့လာပြီးတော့ကျွန်တော်တို့ရှိတဲ့တက်မှလည်းရက်ပြီးတော့လေဘမလဲတဲ့အကောင့်တွေကဘမလဲတဲ့အကောင့်အဲ့ဒီပတက်တွေကဘယ်နေရာမှာလဲတဲ့အော်လေဒါဒီကောင်တွေကဘမလဲတဲ့ပတက်တွေရတယ်3ဘိတ်နဲ့လာပြီးတော့ကျွန်တော်ကြီးကျင်တယ်နော်အကောင့်တွေတကယ်လည်းကြီးကျင်တာအမဘာမှမရှိဘူးတော့ဟင်းလင်းပြေးမှာကျွန်တော်တို့ဒီအုပ်နဲ့ရိုင်မှာဟင်းလင်းပြေးမှာလာရက်ပြီးတော့သူကလာပြောရောအမတီးတဲ့ပေးလိုက်မှာပုံပါလဲဆက်တယ်ဆိုတော့ပေါ်တော့မအကုန်တွေ့ထုတ်ပေးလိုက်တယ်တွေ့ထုတ်ပေးလိုက်တယ်ပေါ်တော့မရောအဲ့တော့ဘယ်နေရောက်လဲအဲ့ကောင်လေးအမဗျာ तू ကဟိုဟာခွေးရ9ကောင်ပါတော့အမလည်း9လက်ရတယ်9ယောက်လုံးက3ဘိန်းနဲ့လာတာ3ဘိန်းနဲ့လာတာ9ယောက်တော့တကယ်မရတယ်ဗောနော်နောက်ပြီးမှ तू ကလာအော်တာဘာမှလည်းတကောင်းမှမရှိဘူးရဲ့ဘာသူ့လည်းပါလေဗျာကျွန်တော်မြို့ဝင်ဂိတ်နဲ့သူကမြို့ထဲတော့ရောက်ပြီလေရင်ကွင်းအောက်ဆိုမြို့ထဲတော့ရောက်ပြီဒါကတော့တကယ်မရတယ်ဗောနော်စောင်းကြီးရတယ်ဒါတကယ်မှတ်ရတယ်ပေါ့ဟိုဟာရေးစီမှာရှိတဲ့ဒီစစ်ကြောင်းမှာရှိတဲ့တပ်ဖွဲ့တွေရဲ့ခံယူချက်စိတ်သက်လေးတွေပေါ့နော်ပြီးတော့ဘလို့လူငယ်တွေပါဝင်လာသလဲသူတို့ကဘလို့ပုံစံမျိုးတွေလဲ
တချို့ဆိုအခြေအနေတွေအများကြီးရှိရလေနော်တကယ်စိတ်ဝင်စားကြကောင်းတဲ့ပုံစံမျိုးတွေနဲ့ပါဝင်လာကြတဲ့သူတွေရှိတယ်အဲဒါကြောင့်မှတ်ရဖြစ်နေတဲ့ဟာလေးရှိရင်ပြောပြပေးပါအောင်ဒါပြည်သူတွေလည်းအားတက်တော့ဟုတ်ကဲ့ဘယ်လိုပြောမလဲကျွန်တော်စစ်ကြောင်းထဲမှာလူငယ်တွေပဲများတယ်ဗျလူငယ်တွေပဲအကုန်လုံးကကြီးစမ်းပဲဟုတ်ကဲ့အကြီးဆုံးဆိုလို့ကျွန်တော်လိုက်ရရှိတယ်ဟုတ်လားအကုန်လုံးလူငယ်တွေပဲစိတ်တက်တော့အားလုံးတက်ကြွနေတော့တချက်တော့ဟိုဟာရှိတာပေါ့ဘယ်လိုပြောမလဲအကုန်လုံးကတော့သူတို့ကအဆုံးထိသွားမှကောင်းတယ်ကြီးပဲဟိုဟာအရင်ကဒီတော်လိုင်းကာလာမဟုတ်ခင်ကဆိုးပေးတယ်မနေတဲ့ကောင်းတွေပေါ့ဗျာအဲ့လိုမျိုးဟာတွေသူကစိတ်ဓာတ်ဖြူစင်နေတာတော်လိုင်းကာလာရောက်တဲ့အချိန်ကြတော့လေသူကအကုန်လုံးကအဲ့လိုမျိုးလူတွေဗျာလူဆိုးတွေအိမ်အမိဘတွေထိမနိုင်သိမနိုင်တဲ့လူတွေဗျာအားလုံးစုပြီးမှဒီတော်လိုင်းလောက်နေကြတာပေါ့ဗျာအဲ့လိုမျိုးအဲ့တချက်အခုချိန်မှာတော့ဘယ်လိုပြောမလဲတိုင်းပြည်အတွက်ပေါ့ဗျာဟိုလူမျိုးဟောတော့သူတို့ကသူဆိုးခဲ့သမျှကိုအကောင်လုံးထားခဲ့ပြီးတော့တစ်ကနေပြန်စားကြတော့ပေါ့ဗျာအဲ့လိုလူတွေကြီးပဲများတယ်ဝိုက်တယ်တချို့လူကြီးတွေရှိတယ်လीနော်ဟိုပြောကြတယ်ကွာသိလားလူငယ်တွေအပေါ်မှာလမ်းပေါ်မှာပဲရှောက်သွားနေတယ်ဘာအလောက်ကိုင်မှမလုပ်ဘူးပြီးပါအောင်မကူဘူးသိရမလားပြီးရင်ဒါတက်တူးထိုးတဲ့သူတွေပါဆိုလဲပြောတယ်လीနော်ဒီကောင်တွေကလူမိုက်တွေဘာဖြစ်တယ်ညာဖြစ်တယ်ဗောနော်တကယ်တမ်းကျတော့အဲ့လူငယ်တွေကပဲဒီအခုတိုင်းပြည်အတွက်ပြည်သူတွေအတွက်အသက်ပေးပြီးတော့ဆုံးလုံးနစ်နာခံပြီးတော့ဒုက္ခတွေပေါ့နော်လာပြီးတော့အသက်တွေပါပေးပြီးတော့တိုက်ပွဲဝင်နေကြတာလीနော်တကယ်ကိုလေးစားရတဲ့လူငယ်တွေကအခုဒါတိုက်ပွဲဝင်နေကြတယ်ပြည်သူတွေအနေနဲ့လည်းဒီလိုလူငယ်တွေကိုရတာကံကောင်းတယ်ပေါ့နော်ကံကောင်းတယ်ပြီးတော့ဒီလူငယ်တွေရဲ့နောက်မှာပြည်သူတွေရှိတယ်ဆိုတာကိုလည်းညီပြောပြပေးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါဒီစစ်ကြောင်းအနေနဲ့ချိုးဟာတွေဆိုရင်သတင်းပေါ်တက်လာမှပဲပြည်သူတွေကသိခွင့်ရတာအဲ့ကြအဲ့ထက်ပို့ပြီးတော့သိသွားအောင်လို့ကိုကအခုလိုမျိုးလေးညီလေးနဲ့တွေ့ပြီးတော့ဒါအခြေအနေလေးဒါတို့တွေဟိုအတင်းပြောကြတာပေါ့ကွာအတင်းပြောကြတာပေါ့ဒါပါပဲဖြစ်ဖြစ်ပေါ့နော်အခုလိုလေးပြောပြလို့လည်းတကယ်ကျေးဇူးတင်တယ်အဲ့တော့ဒီဒေါ်လာရင်းနဲ့ပတ်သက်လို့ပြီးရင်ဒါပြည်သူတွေကိုအသိပေးခြင်းနဲ့ညီလေးအတွက်ညီလေးကနေပြီးတော့အသိပေးခြင်းနဲ့အမှားစကားလေးရှိရင်လည်းပြောပြပေးပါဟုတ်ကဲ့ဘယ်လိုပြောမလဲပြည်သူတွေကြတော့အားမလျှော့နိုင်တဲ့ပေါ့နော်အားမလျှော့နိုင်တဲ့လို့ဘယ်လိုပြောမလဲကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်ဗျာတနေ့အောင်ပွဲရဖို့ရအောင်ဒါပြည်သူတွေလူလာတဲ့အောင်ပွဲကျွန်တော်ပြည်သူတွေလည်း၄နှစ်တာကာလပတ်လုံးဖြစ်လာပြီတနာလာပြီဗျာအမှန်တိုင်းပြောရရင်ကျွန်တော်တို့လည်းပြည်သူမရှိရက်တိလို့မရဘူးဗျာတကယ်ပဲပြည်သူလည်းတကယ်ကိုဘယ်လိုပြောမလဲအာနာရှင်ပြုတ်ဖို့အတွက်ပြည်သူလည်းတကယ်အားတစ်ခုအားကိုစိုက်ပြီးတော့လုပ်ခဲ့ပြီးကျေးဇူးလည်းတင်ပါတယ်ကျွန်တော်တို့ဘယ်လိုပြည်သူရဲ့အရှိမကျွန်တော်တို့ကမရက်နေတယ်ကျွန်တော်တို့မချခင်အောင်ပွဲရတော့မှာပေါ့အားမငယ်တဲ့ကျိုးစားနေပါတယ်ကျွန်တော်တို့ကပြည်သူတွေအကုန်အားတင်းသားပေါ့ဗျာရောက်ကျွန်တော်တို့လူချင်းတဲ့ပိုင်းတိုင်းကိုတော့တနေ့ရောက်တော့မှာပါဟုတ်ကဲ့ဗိုက်တယ်နော်ပြည်သူကလည်းစိတ်ချတယ်ညီတို့ပြောတဲ့စကားဆိုရင်ပြည်သူကတေချာပေါင်းယုံကြည်ပြီးသားပေါ့နော်ညီတို့ပေးတဲ့ဂရိကဝတ်တွေဆိုရင်ပြည်သူကအခုချိန်မှာတကယ်ယုံကြည်ပြီးတော့လေးစားအားကိုးကြတယ်ပေါ့နော်ဒါနဲ့ဒါညီအသက်ဘယ်လောက်ရှိပြီဟုတ်ကဲ့နှစ်ဗျအဲ့ဆိုရင်အကိုကြီးပေါ့နော်အကိုကြီးလို့ခေါ်ရမှာတယ်ကိုက35ဆိုတော့နော်ဒါစတာပါဒါရုပ်ကတော့ဒါလုံးဝ40ရွယ်ဖြစ်နေမှာပေါ့ညီတို့ကြောင့်တကယ်ကိုလူငယ်အရွယ်နဲ့ပေါ့နော်အခုလိုမျိုးပါဝင်ပေးရတယ်တကယ်ကျေးဇူးတင်တယ်ပြီးတော့အစအရာလည်း queue ဆိုင်ကြပါပေါ့နော်ပြီးတော့အောင်ပွဲသတင်းတွေအခုလိုမျိုးတက်လာပြီဆိုတဲ့အချိန်မှာလည်းကိုတို့တွေတကယ်အားရတယ်တကယ်လည်းဝမ်းသာရကျင်းနေရတယ်ပြီးတော့ခုနပြောတဲ့ညီပြောတဲ့ဟာတွေဆိုရင်မိုက်တယ်ကွာတရားဟိုလူငယ်တွေရဲ့ဒါနင့်နာခံပြီးတော့လုံနေတဲ့အကြောင်းရတယ်အများကြီးပဲသိခွင့်ရတယ်နော်ရှေ့ဆက်ပြီးတော့လည်းဒီလူငယ်တွေပေါ်မှာညီတို့တွင်တင်ပေးပါခုနလိုပေါ့နော်ဒါတချို့ဒါခံယူချက်တွေခံစားချက်ကနေပြီးတော့ခံယူချက်ကိုပြောင်းပြီးတော့ဒါဒေါ်လာရေးလောက်ရတာလွယ်ကူတဲ့အရာမဟုတ်ဘူးလေနော်အဲဒါကြတော့ဘာပဲဖြစ်ဖြစ်ဒီလူငယ်တွေအနေနဲ့ကင်းအောင်လဲညီလေးတို့ပဲစောင့်ရှောက်ပေးပါပေါ့နော်ပြီးတော့ပြည်သူတွေကိုလည်းစောင့်ရှောက်ပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့သိချပါပြီးတော့ဟိုပါလေအခုကတဝဲနော်တဝဲစကားလေးနဲ့နှုတ်ဆက်စကားလေးပြောရတာကျေးဇူးတာကဗျာအဲ့လိုဘူးကမ္မရီကကြီးဆိုင်ကဗျာโอเคကျေးဇူးတင်တယ်နော်ဒါဘယ်လိုပဲဖြစ်ဒီလိုမတန်လေးလောက်ခွင့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့နော်